ဖြစ်ချင်းသဘောတရားရှိတဲ့တရားမှန်တယ်ဗျပြည့်ချင်းသဘောရှိတယ်ဒီစကားပိုင်းလေးကိုတရားနာပရိသတ်တွေကြားမှုရပါလိမ့်မယ်တပည့်စัจ जा ထဲမှာပါရမောလားယံကိဉ္စိသမုဒိယဓမ္မံသဗ္ဗန္တံនិရောဓဓမ္မံတိဓမ္မစက္ခုံဥရပါတိဆိုတဲ့တရားမှာရှိတယ်လေအဲ့ဒီမှာရှင်ကုဋ္ဌိညတတ္တဝံဖြစ်သွားတဲ့အခါမှာသင်္ခါရတရားတွေအားလုံးဟာဖြစ်ချင်းသဘောရှိတဲ့သင်္ခါရတရားတွေအားလုံးဟာချုပ်ချင်းသဘောရှိတယ်လို့ခြုံငုံသုံးသပ်ဆင်ခြင်တဲ့ဝိပဿနာဉာဏ်နဲ့သောတာပန်အဆင့်ရောက်သွားတယ်အဲ့ဒီကိုယ်တော်ကလည်းသောတာပန်ဖြစ်ပြီးတော့နိဗ္ဗာန်ကိုမြင်ခဲ့တာသူဒီလမ်းကြောင်းကမြင်ခဲ့တာဖြစ်လို့သူသွားခဲ့တဲ့လမ်းကြောင်းအတိုင်းသူကဖြေလိုက်တာဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှချုပ်ချင်းသဘောရှိတယ်လို့ရှင်းရှင်းလေးသိတယ်မြင်တယ်ဆိုရင်ဒသနာဝိသုဒ္ဓိဖြစ်ပါတယ်လို့ဖြေလိုက်တော့ယဟန်လေးပါးကိုချင့်ကပ်ပြီးတော့မေးလိုက်လို့ရလိုက်တဲ့အဖြေတစ်ခုကိုမှသူကကျင့်တတ်မှုမရှိဘူးအဲ့ကိုကျင့်တတ်မှုမရှိတာနဲ့အဲ့ဒီအဖြေလေးခုကိုမှတ်ယူပြီးတော့မြတ်စွာဘုရားစီသွားပြီးတော့ဘုရားကိုသွားလျှောက်တယ်အရှင်ဘုရားတဲ့ပထမကုတော်ကတပည့်တော်မေးတာကိုသူကဖြေတယ်တဲ့အာယတနာ6ပါးရဲ့ဖြစ်ကြောင်းတရားချုပ်ကြောင်းတရားဖြစ်မှုပြက်မှုတွေကိုရှင်းရှင်းမြင်တသနာဝိသုဒ္ဓိဖြစ်တယ်ဒုတိယကုတော်ကခန္ဓာဥပါဒနဲ့ခန္ဓာ5ပါးရဲ့ဖြစ်မှုပြက်မှုတို့ကိုဖြစ်ကြောင်းတရားချုပ်ကြောင်းတရားတွေကိုရှင်းရှင်းလင်းလင်းသိရင်တသနာဝိသုဒ္ဓိဖြစ်တယ်တတိယကုတော်ကဓာတ်ကြီး၄ပါးရဲ့ဖြစ်မှုပြက်မှုဖြစ်ကြောင်းတရားချုပ်ကြောင်းတရားတွေကိုရှင်းရှင်းလင်းလင်းမြင်ရင်တသနာဝိသုဒ္ဓိဖြစ်တယ်စတုဋ္ဌကုတော်ကဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှပြည့်ချင်းသဘောရှိတာပဲလို့မြင်ရင်တသနာဝိသုဒ္ဓိဖြစ်တယ်လို့ဒီလိုတစ်မျိုးစီဖြေကြတယ်ဗျာတဲ့တသနာဝိသုဒ္ဓိဖြစ်ဖို့ရအတွက်ဘယ်လိုအတိုင်းအတာနဲ့မှတ်ရမလဲဘုရားကိုမေးကြအဲ့ဒါလို့ဘုရားကိုမေးတဲ့အခါကျတော့မြတ်စွာဘုရားကခုနကကိုတော်ရဲ့အဖြေအားလုံးကမှန်တယ်မမှားဘူးတို့တော့သူတို့လာခဲ့တဲ့လမ်းကြောင်းအတိုင်းဖြေကြတာလေသူတို့လာခဲ့တဲ့လမ်းကြောင်းကတူချင်မှတူတာကိုအခုဒီကနေ့တရားပွဲကြီးကိုလာတဲ့လူတွေဟာတောင်ကလာတာလည်းရှိမယ်မြောက်ကလာတာလည်းရှိအရှေ့ကလာတာလည်းရှိအေးတောင်ကနေတဲ့ပုဂ္ဂိုလ်ကတောင်ကနေမြောက်သွားလို့မဖြေပေဘူးလားတောင်ရမှနေတဲ့ပုဂ္ဂိုလ်ကတရားပွဲပဲမှာရှိတော့အေးမြောက်ရမှရှိတယ်ဆိုတောင်ရကလာမှာပေါ့တော့မြောက်ရကလာတဲ့ပုဂ္ဂိုလ်ကဒီစကားကြတော့ तू ကမကျေနပ်စရာကြီးဖြစ်နေတယ်ဟုတ်လား तू ကမြောက်ရနေတာဆိုတော့မြောက်ရကလာမှာတောင်ရကလာမှာမဟုတ်ဘူးအရှိရနေတဲ့ပုဂ္ဂိုလ်ကလည်းဟေးတောင်ကနေမြောက်ကိုလာဆိုတဲ့စကားမကျေနပ်ဘူး तू ကအရှိကနေအနောက်လာရမှာဟိုအနောက်ဘက်နေတဲ့ပုဂ္ဂိုလ်ကြတော့အနောက်ကနေအရှိမလာရဘူးလားအဲ့ဒီလိုကိုလမ်းကြောင်းကမတူညီတဲ့အဖြေတွေဖြစ်နေသည့်အတွက်ကြောင့်မကျေနပ်အဲ့ဒါကိုမကျေနပ်တာမြတ်စွာဘုရားကအေးငါဥပမာတစ်ခုပြောမယ်အဖြေမပေးဘူးမြတ်စွာဘုရားအဖြေမပေးဘဲနဲ့ငါဥပမာတစ်ခုပြောမယ်ပေါက်ပင်ကိုမမြင်ဘူးတဲ့လူတယောက်ကသူတွေ့တဲ့လူကိုမေးကြည့်တယ်ပေါက်ပင်ဆိုတာဘယ်လိုဟာလဲကွာဆိုတော့ပထမတွေ့တဲ့လူကဖြေလိုက်တယ်ဟာပေါက်ပင်ဆိုတာကွာမဲမဲကျုပ်ကျုပ်မိလောင်တင်းကုတ်တို့ကြီးနဲ့တူတယ်လို့ဖြေပါပထမသူမြင်ခဲ့တာအဲ့တိုင်ပဲမြင်ခဲ့တာပေါက်ပင်ဆိုတာအရွက်တွေကျွေသွားပြီဆိုလို့ရှိရင်အသားကလည်းပေါက်ပင်ရဲ့အသားကမြင်မှုတဲ့ပုဂ္ဂိုလ်သိလိုက်တယ်အပင်ကခက်နဲ့ကိုနော်မိလောင်ထားတယ်လို့ပဲနဲ့အရွက်တွေကကျွေးနေတယ်ဆိုတော့တင်းကုတ်တို့ကြီးတို့ဖြစ်နေတာပေါ့မိလောင်ထားတဲ့တစ်ပင်ကြောက်ကြီးတင်းကုတ်တို့ကြီးလိုပဲကြည့်လိုက်ရင်မဲမဲ၆၆ကြီးသူကအဲ့ဒါမြင်မှုသည့်အတွက်ကြောင့်ဟေးပေါက်ပင်ဆိုတာတဲ့ဟိုမဲမဲကျုပ်ကျုပ်တင်းကုတ်တို့ကြီးလိုပဲလို့ပြောသွားတယ်ဟိုလူကဒီကောင်ပေါက်ပင်သိမထင်ပါဘူးနောက်တစ်ယောက်မေးဦးမယ်နောက်တစ်ယောက်မေးဦးမယ်ဆိုတော့နောက်တစ်ယောက်ကဘယ်လိုဖြေတော့ဆိုဟာပေါက်ပင်ဆိုတာကွာတဲ့ရဲမဲ့နေတာပဲကွာဈေးတဲကဟိုစက်သားဝက်သားခုတ်ထစ်ထားတဲ့အသားထစ်တွေလိုပဲရဲမဲ့နေတာသူဖြေတဲ့အချိန်ကပေါက်ပင်ကတပင်လုံးပင်လုံးညွတ်ပွင့်နေတာကိုပင်လုံးညွတ်ပွင့်နေတဲ့အချိန်မှာဆိုတော့အဲ့ဒီတိုင်းပဲသူမြင်တာပေါက်ပင်ကိုကြည့်လိုက်မယ်ဆိုရင်အခုတဘိုရဲဆိုရင်တဘိုရဲဆိုလို့ရှိရင်ဟုတ်တာပေါက်တွေလဲတွေပွင့်ကြတယ်လို့ဆိုတာပေါ့တောထဲမှာသွားကြည့်ရင်ပေါက်တွေလဲတွေပေါက်ပင်တွေလဲပင်တွေကြည့်လိုက်မယ်ဆိုရဲနာ
အဲ့တော့သူကရာသီအလိုက်ကိုတွေ့ခဲ့တဲ့အပင်ကိုကိုယ့်ဟာကိုဖြေချတာအဲ့တော့တတ္တရာလူမေးလိုက်တဲ့အခါကျတော့ပေါက်ပင်ဆိုတာအသီးအညာလေးတွေတွဲလဲလေးတွေနဲ့ကိုပင်နဲ့အလားတူတူတယ်ကွာသူကြတော့အပွင့်ကနေပြီးတော့အသီးတန်လေးတွေအသီးလေးတွေထွက်လာပေါက်ပင်ကအသီးလေးတွေတွဲလောင်းလေးတွေကြာအဲ့ဒါကိုသူကဖြေတာသူမြင်တဲ့အချိန်ကအဲ့ဒီတိုင်းပဲပေါက်ပင်တခါနောက်တစ်ယောက်ကိုတော့မေးပြန်တယ်တကယ်ချင်းပေါက်ပင်ဆိုဘယ်လိုတော့ပေါက်ပင်ဆိုတာမင်းအရွက်တွေအလက်တွေနဲ့အုပ်ပြီးတော့တခါလဲအုပ်ဆိုင်နဲ့ညောင်ပင်ကြီးလို့ပေါ့လို့ပြောတယ်ပေါက်ပင်ကြီးကရွက်တွေအကုန်လုံးစီးပြီးတော့နေတဲ့အချိန်အဖူးတွေပွင့်ပြီးတဲ့နောက်မှာရွက်တွေအကုန်စီးပြီးတော့နေတဲ့အချိန်မှာညောင်ပင်လိုပဲအုပ်ဆိုင်ကြီးရာသီအလိုက်ပေါက်ပင်ရဲ့ပြောင်းလဲမှုတွေကိုမြင်တာကိုပြောလိုက်ကြတာပဲသူတို့ပြောတဲ့စကားတွေကမှားသလားဆိုမမှားဘူးအရွက်ချနေတဲ့အချိန်သွားကြည့်ရင်တော့ခုနလိုပဲမိလောင်ဘုဒ္ဓနဲ့တူတာပေါ့အရွက်ကနေပြီးတော့အပွင့်ကစပြီးတော့ထွက်လာတဲ့အခါမှာကြည့်လိုက်ရင်လေတပင်လုံးရဲနေတာမှန်တယ်အတိညာတန်လေးတွေအပွင့်တွေကရင်းလာတဲ့အခါအတိညာတန်လေးတွေထွက်လာတာလေဒီတိုင်းပဲမှန်တယ်နောက်ဆုံးမှာအတိညာတန်လေးတွေရင့်လာပြီးတော့အပင်ကအရွက်ဖားဖားကြီးတွေဖြစ်လာတဲ့အခါကျတော့ဒီတိုင်းပဲမှန်တယ်၄ယောက်စလုံးဟာကိုမြင်တဲ့အတိုင်းအတာတစ်ခုအရာပေါက်ပင်ကိုပြောလိုက်တယ်အဲ့ဒါလိုပဲတဲ့မြတ်စွာဘုရားခုနကပြောခဲ့တဲ့သူတော်စင်တွေဟာသူတို့ကြင်ကြံအထုတ်လို့တွေ့မြင်ခဲ့တဲ့တရားဓမ္မတွေကိုသူတို့ပြောကြတာသူတို့ပြောတာတွေဟာအမှန်တိုင်းပဲလို့မြတ်စွာဘုရားဟောပါတယ်ပေါက်ပင်တပင်ကိုရာသီအလိုက်ကြီးတဲ့သူချင်းမတူလို့အဖြေကွဲလွဲနိုင်တယ်လို့ပဲတရားဓမ္မကျင့်ကြံသူတွေဟာလည်းမိမိတို့ကျင့်ကြံအားထုတ်တဲ့လမ်းကြောင်းအလိုက်နိဗ္ဗာန်ကိုရှုမြင်ပုံချင်းကွဲပြားနိုင်ပါတယ်။ဒါပေမဲ့အားလုံးဟာအရှိကိုအရှိအတိုင်းမြင်ကြတာဖြစ်လို့မြတ်စွာဘုရားကဖြေအားလုံးဟာမှန်ကန်တယ်လို့အတည်ပြုပေးခဲ့ပါတယ်။